ဆူတောင်းပြေးရွှေဘုံဝင်ဖျားသွားဖို့မယ်အခုရောက်နေရတော့ပစွန်တောင်မြို့နယ်ပေါ့နော်ပစွန်တောင်ဈေးရှိဖြစ်ပါတယ်နေ့လယ်ပိုင်းပေါ့နော်စောစောလေးသွားဖို့စဉ်းစားလိုက်တာဘာလို့ဆိုတော့ညနေလောက်ဆိုရင်မိုးရွာမှာဆိုလေအခုကရာသီဥတုတားရတယ်အခုဒီလမ်းတိုင်းတက်တဲ့ပစွန်တောင်လမ်းမကြီးပေါ့နော်တက်တက်ဆက်ရှောင်းလိုက်မယ်ဆိုရွှေဘုံဝင်ဖျားရှိတယ်ရွှေဘုံဝင်ဖျားလမ်းညွန်ဆိုင်ဘုတ်တော့တွေ့ပြီပေါ့နော်အဲ့ဆိုင်ဘုတ်တွေ့လို့ရှင်တညာဘက်ကိုချိုးသွားမှာဒီလမ်းထဲမှာတော့လမ်းစုံထဲတဲ့တက်တယ်ပဲပေါ့နော်တက်တက်ဆက်သွားလိုက်မှဆိုဒီရွှေဘုံဝင်ဖျားလမ်းရောက်ပြီမယ်ဘုံဝင်ဖျားလမ်းတော့ရောက်ပြီတက်တက်ဆက်သွားလိုက်အောင်နော်တက်တယ်ပဲရှေ့တက်တဲ့မှာရွှေဘုံဝင်ဖျားရောက်တော့ညာဒီဥပ္ပလေးရချီတာရွှေဘုံဝင်ဖျားရောက်တယ်ရွှေဘုံဝင်ဖျားလမ်းပေါ့ဟိုဘက်ထွက်လာလို့ရှင်တော့ရေကျော်ဘက်ရောက်တယ်ရေကျော်လမ်းနဲ့ဒီပစွန်တောင်မြို့နယ်တွေမှာရှိရပါဘူးတော့ခနဲ့ကဲရွှေဘုံဝင်စတောင်းမြရွှေဘုံဝင်ဖျားရောက်ပြီရင်းဆုံးဖျားဖို့လိုက်အောင်နော်
ဖုံးပွင့်ဈေးတော်မြတ်ကြီးကိုတည်ထားတဲ့ခုနှစ်ကိုတော့ပေါ့နော်တိတိကျကျသမိုင်းမှတ်တမ်းတွေကတော့မရှိဘူးပြောရမယ်ဆိုရင်တော့ဖျားပွင့်တော်မူတဲ့လက်ထက်ပေါ့နော်မဟာတက္ကရာ103ခုနှစ်မှာတပုတ်တနဲ့ပလိကညီတော်နှစ်ပါးကစံတော်ရှစ်စုကိုပေါ့နော်ကျုပ်နဲ့တည်လာတဲ့အခါမှာဩကလာပမင်းကြီးကစံတော်ကျုပ်ကိုဖွင့်ပြီးတော့စကြည့်ရှုတဲ့နေရာပေါ့နော်အဲ့နေရာကိုရွှေဘုံဝင်ဖျားတည်တယ်လို့လည်းတော့သမိုင်းမှတ်တမ်းအရအချို့ကဆိုကြတယ်ခေတ်ဆက်ဆက်မှာလည်းပေါ့နော်ရွှေဘုံဝင်ဈေးတော်ကြီးကိုပြုပြင်တည်ဆောက်ခဲ့တာတွေအများကြီးရှိပါတယ်ရွှေဘုံဝင်ဈေးတော်တဲ့ဝါဆိုသင်္ကန်းကတ်လူပွဲ29ရက်နေ့တွင်ဝါဆိုသင်္ကန်းကတ်လူပါမည်9000လုံးဖြစ်လူတန်းနိုင်ပါဘာဘော်ဒီညောင်းအရင်ကဆိုရင်လေခဏလာဖူးတဲ့ရွှေဘုံဝင်ဖျားမရောက်တာတော့ကြာပြီတော်တော်လေးတော့ဖျားဝန်းထဲမှာတော်တော်ပြောင်းလဲသွားရပေါ့နော်ပန်းပင်လေးစိုက်ထားရှိမယ်လိုမျိုးကိုးစုတစောင်းထဲမှာသွားရောက်ပြီးအေးဆေးဆေးတရားထိုင်လို့ရပါတယ်။သွားထိုင်တော်မူရုပ်ပွားတော်ဘုရားကိုးစုရှိနေတဲ့အတွက်ပေါ့နော်အထဲမှာကလုံးဝတိတ်ဆိတ်နေတာတရားထိုင်တဲ့လူတွေပဲစကားတန်ကြဲကြဲပြောလို့မရအောင်ပေါ့နော်
ဖះတစ်ဆောင်ကိုစုတစ်ဆောင်ဝင်ပေါက်ကလေသူအနောက်ဘက်မှာဆိုတော့တန်းလူတွေကတိတ်မမြင်ကြဘူးပေါ့နော်သူကပုံမှန်ဆိုရင်တော့အရှိတ်ဘက်မှာရှိရဘူးအခုကတော့အနောက်ဘက်ကနေပတ်ဝင်ရတာဆိုတော့အဲ့လိုမျိုးချိုးတွေဆိုကြော်ကြော်သွားတတ်ကြတယ်တော့ဝင်ပေါက်ကခုနကဝင်ပေါက်တစ်ပေါက်ပဲဖွင့်လာတာပေါ့နော်ဒီဝင်ပေါက်တွေကတော့ပိတ်ထားအနောက်တို့ဘေးတွေကတော့ပိတ်ထားရွှေဖုံးမွေရဲ့တဲ့ဝိစာစောကြီးရုပ်ထုတဲ့ဖုံးချောင်းတိုက်ရွှေဘုံသာတိုက်ကြောင်းပတ်မှာလဲဂိတ်တော်ရှိတော့နော်ပိတ်ထားတာပေါ့နော်ဝင်ဘိုးကြီးဟုတ်ကဲ့ဘိုးကြီးတော့ဒီမှာဒီဖျားနေတယ်
ရဝန်းနဲ့မလို့တစ်ခွပဲစိုက်ကဲဖះနေပြန်ပြီဆိုတော့ဖက်နဲ့အပ်ထားတာကိုတွားယူလိုက်အောင်မယ်နော်ကိုဘကကိုတက်တက်ဖက်တော့ရေကျော်ပဲရောက်တယ်လေဒီဘက်ကရေကျော်ပဲလမ်းပဲလာ
ဒီပစွန်တောင်ပေါ့ပစွန်တောင်ဈေးဘက်ကပဲလာတယ်ဒီရှိပုံးဝင်ပြားရောက်